ပုံထဲကအကောင်လေးလိုပဲအိတ်နေခြင်းနဲ့ရာသီဥတုအခြေအနေကလေရွေတိုက်တရွက်တွေကကျွေတဲ့ຫນွေဦးရောက်ပြီဆိုတော့လေလိုဖူရီမွေးနေ့ကိတ်မန္တလေးမြို့ကပါရှင်6လက်မကိတ်လေးကိုအယုတ်ကလေးဝက်ရုပ်ကလေးတင်ပြီးတော့အလားဆင်မယ်ရှင်ပန်းရောင်ဝက်ကလေးဆိုတော့အပေါ်မျက်နှာပြင်ကိုလည်းပန်းရောင်လေးလှုပ်လိုက်တယ်အောက်ကပါလိုင်းလေးကိုလည်းပန်းရောင်လေးနဲ့ match ဖြစ်အောင်အလားဆင်လိုက်တယ်2လပိုင်းဖေဖော်ဝါရီလလေးကတော့ကိတ်အော်ဒါလေးတွေကိုတရက်ဒါမှမဟုတ်2ရက်အနည်းဆုံးကြိုအော်ဒါထားမှမိမိလိုချင်တဲ့အချိန် delivery လေးရမှာဖြစ်ပါတယ်ရှင်2လပိုင်းကလက်ဆောင်ပေးကြတဲ့ရာသီမို့လို့လေ delivery ဝေးတွေအရန်များတဲ့ခါကျတော့ကြိုပြီးတော့မှအော်ဒါလုပ်ထားမှသူတို့က wave plan ဆွဲထားပြီးတော့မှအချိန်မီရောက်နိုင်မှာเนาะ delivery တွေအရန်ကိုဖမ်းရခက်တဲ့ကာလဖြစ်ပါတယ်ရှင်ချစ်ခင်သူတွေလက်ဆောင်ပေးတဲ့တရုတ်နှစ်တကူရဲ့ Valentine ရဲ့ပွဲတော်ရက်တွေကြုံနေတဲ့နေ့မှာမှကိုကလက်ဆောင်မရသေးတဲ့လူဖြစ်နေလားကိုပါနဲ့ကိုလက်ဆောင် Hello Fury ကနေဝယ်ပြီးတော့ကိတ်လက်ဆောင်လည်းပေးလို့ရတယ်ကိုပေးလိုက်နော်ကိုချစ်ပေးလိုက်ပေါ့နော်ကိတ်လက်ဆောင်လည်းပေးလို့ရတယ်ပန်းစီလက်ဆောင်လည်းပေးလို့ရတယ်ချောကလက်လက်ဆောင်လည်းပေးလို့ရတယ်ဘယ်သူမှမပေးရင်ကိုဝယ်ပေးလိုက်နော် Hello Fury က